လေးလွှာစကတ်ပုံတွေနီးသုံးလွှာစကတ်ပုံတွေနီးလည်းတူတယ်ခါစားလေးမြမြချင်းရလာတဲ့အဖြစ်ကို2လက်မနဲ့4စိတ်ပေါင်းရမယ်2လက်မနဲ့4စိတ်ဘာလို့ပေါင်းရတာလဲဆိုတော့1လက်မတောက်စား1ခွဲအဘေးတီစားတင်စားလေးမြမြချင်းအပေါင်း1လက်မခွဲ1လက်မခွဲကဘာလဲဆိုတော့ဘေးတီစားတင်မြင့်အပေါင်း4စိတ်4စိတ်ကဘာလဲဆိုတော့ကပတ်ပြားကွတ်စားအရှိအပေါင်း2လက်မအောက်မှာ1ခွဲခောက်ရမယ်ကပတ်ပြားကွတ်လိုက်ရင်4စိတ်ကုန်တယ်နော်ဒီဥစ္စာလေးနဲ့ဒါ3လွှာ4လွှာရဲ့အခြေခံတွက်နီးပေါ့နော်ဒါပထမအဆုံးတော့ဒါ4လွှာကိုဆွဲပြမယ်ကဲစမယ်ဆိုတော့ဒါမလှချမ်းဒါအောက်ဖက်ဒါခါဘက်နော်အဲ့တော့မလှချမ်းဆိုတော့အလှကိုအတွင်းထဲကထားမယ်အလှကိုအတွင်းထဲကထားပြီးတော့ပထမအဆုံးကိုကအရှိကိုအရင်တိုင်းမယ်ပေါ့နော်အရှိကိုအရင်တိုင်းမယ်အရှိကိုရင်တိုင်းပြီးဒါခောက်မဲ့ဘက်ဒါခါဘက်မှာဒီမှာခါမှတ်မယ်သူစောနာတွက်ထားတဲ့ဥစ္စာ10လက်မ3စိတ်သူ့ကိုအစားသွင်းလိုက်မယ်ပေါ့နော်10လက်မ3စိတ်ပြီးတော့အောက်ကိုသူ့ရဲ့တင်မြင့်6ခွဲအောက်ကို2လက်မထက်ဆင်း2လက်မထက်ဆင်းပြီးတော့ကက်လက်မြင်လေးကသူကပါသွားမလဲဆိုတော့တင်10လက်မနဲ့တစ်စိတ်အစားသွင်းလိုက်မယ်ပြီးတော့ခါနဲ့တင်တဲ့ကိုဆက်ပြီးမယ်အခုဒီကောင်လည်းပြောတာလောသွားရပေါ့နော်တင်တဲ့ပေါင်ခတ်တယ်ပေါ့အရှင်နဲ့တင်တဲ့ဟိုကပေါင်ခတ်တယ်လို့သဘောထားလိုက်နော်ပြန်ပြောမယ်အရှင်နဲ့တင်တဲ့ဟိုဒါပေါင်ခတ်ထားတယ်ပေါ့နော်ပေါင်ခတ်ထားတယ်ပေါင်ခတ်ထားပြီးတော့ဒီမှာအောက်ရှည်ကနေပြီးတော့ပုံမှန်1လက်မခွဲဝိုင်းတင်40ဆိုရင်ဒါကိတ်တယ်ဆိုရင်2လက်မပိန်လို့ရှိရင်1လက်မဒီအတွင်းထဲကိုဝင်ပေးရမယ်ဒါတော့ပုံမှန်နဲ့သွားတော့1ခွဲနော်လှမ်းပြီးတော့ဆက်ပေးရမယ်ဒီဘက်ကိုမယူတော့ဘူးဒီဆက်တဲ့နေရာမှာလည်းဒါပေတံလေးနဲ့18အဲ့လောက်လေးဥပမာလေးမှတ်ပြီးတော့မှအတိုင်းတာလေးနဲ့ဒါဆက်ပေးရမယ်ပေါ့နော်အဲ့လိုလေးဆက်ပေးရမယ်အဲ့တော့ဒီကနေတော့3လက်မတင်ခွာမှတ်လိုက်မယ်ဟိုဘက်ကို4စိတ်ဟိုဘက်ကို4စိတ်သူရဲ့တင်မြင့်6ခွဲသူကဘေးတိစား1ခွဲတောက်စား1လက်မဆိုတော့ဒီမှာ4စိတ်ရှုပ်လိုက်ရင်ဒါ1လက်မကုန်သွားပြီအဲ့တော့သူ့ရဲ့2ခွဲကုန်သွားပြီပေါ့နော်အတိုင်းလေးသွားမယ်သွားပြီးတော့ခါဆောင်မြလေးအပေါ်2စိတ်တက်မယ်ခေါက်ရိုးဘက်ကနေ4စိတ်ချမယ်ပြီးတော့ဒီတော့လေးကိုလူပတ္တမလို့ရှိုးလိုက်မယ်ရှိုးပြီးတော့2စိတ်တက်ရဲ့4စိတ်ဝိုက်ရဲ့ကိုဒီလေးလာဆက်ပေးမယ်ဒါဆိုလို့ရှိရင်4လွှာနောက်ရှန်ရပြီဒီလိုခဏပုံပါကဲတောက်လေးကိုခောက်ရုပ်ဘက်ကိုမဟုတ်ဘဲနဲ့ဘေးတီဘက်ကိုရှူမယ်ပြီးတော့ဒီမှာဒီရှူထားတဲ့နေရာမှာလည်းတစ်ခွဲခောက်စားနေရာမှာဒီလိုမျိုးလေးကားပေးထားပေါ့နော်ခောက်လို့ရှိရင်ဒါဆက်လိုက်လုံအောင်လို့မိုးရီပါလေးတော့အတန်အောင်ကောက်ရလာမယ်ပြီးတော့တင်ဂရီတန်းဆက်ပြမယ်ပြီးတော့4စိတ်ချနဲ့2စိတ်တက်နဲ့ကိုဝိုက်ပြီးမယ်ဝိုက်ပြီးလို့ရှိရင်အလယ်မှတ်မယ်ဒါဆိုရင်နောက်ရှမ်းရပြီနောက်ရှမ်းရတဲ့အခါမှာဒါ3လွှာ4လွှာရဲ့နောက်ရှမ်းအတူတူပဲလို့မှတ်ရမယ်နော်နောက်ရှမ်းအတူတူပဲရှစ်ချမ်းမှာပြောင်းသွားမယ်ပေါ့တစ်ခါတည်းကို3လွှာ4လွှာပြောပြမလို့အဲ့တော့ဒါလေးရပါပြီဆိုဘာအရင်တော့လုပ်ရမလဲဆိုတော့ဓာတ်ကိုဆက်နဲ့အရင်တော့ရှုပ်ရမယ်ဓာတ်ကိုဆက်နဲ့အရင်တော့ရှုပ်ပြီးကြမှာဒါရှစ်ချမ်းကိုယူရမယ်ရှစ်ချမ်းကိုယူမယ်ဆိုတော့ဒါတောက်ရှုပ်ပြီးပြီပေါ့နော်တောက်ရှုပ်ပြီးလို့ရှိရင်ဒီတင်မြင့်ဆုံးနေရာ9လက်မှာတစ်ခွဲရှိထားလို့ရှိရင်9ရဲ့တစ်ခွဲနှောက်ရင်3ခွဲကျန်တယ်အောက်ရှင်မှာ3ခွဲဒီလိုလေးရှိုးပေးရမယ်နော်အဲ့လိုလေးရှိုးပေးရမယ်ရှိုးပေးပြီးလို့ရှိရင်သူ့ရဲ့အကြံကိုတိုင်းမယ်ဒီဘက်မှာလည်းဘေးတီတစ်ခွဲကိုဖယ်ထားရမယ်အကြံကိုတိုင်းလိုက်လို့ရှိရင်ဒီမှာပေါ့ဥပမာကိုလုံးကြီးမှဆိုဒါ10တို့10ခွဲတို့ရှိခဲ့မယ်ပေါ့နော်တိုင်းလို့ရှိရင်ရှိခဲ့တဲ့ခါကျလို့ရှိရင်ကိုကပိတ်မလောက်လို့ရှိရင်လေ4စိတ်တို့ဘာလို့ရှော့ပေးရတယ်ဒီလိုမျိုးခေါက်ရုံးနဲ့တိုင်းလိုက်လို့ဥပမာ10ခွဲရှိတယ်ကိုကပိတ်မလောက်ဘူးသူမဟုတ်17ရှိရပိတ်မလောက်ဘူးဆိုရင်1လက်မရှော့တာတို့4စိတ်ရှော့တာတို့လုပ်ပေးရတယ်ဒီအတိုင်းတာထက်ကိုနည်းနည်းဖိုးပြီးတော့ရှော့လိုက်လို့ရတယ်ပိတ်မလောက်လို့ရှိရင်เนาะအခုတော့ဒီမှာဒါလေးကိုတိုင်းလိုက်တာဘယ်လောက်ရှိလဲဆိုတော့9
3လက်မနဲ့တစ်စိမ့်ရှိနေတယ်ကိုယ့်ရဲ့တေးသေးလေးကနော်ဒီမှာကျတော့ဆရာမဘယ်လောက်ခောက်ခဲ့တာလဲ9လက်မအောက်ရှိမှာကျတော့တစ်ခွဲရှုခဲ့တာဖြစ်တဲ့အတွက်3ခွဲเนาะဒီလိုမျိုးလေးခောက်ခဲ့တယ်ခောက်ခဲ့ပြီးတော့ဒါခောက်လဲရကွာဘယ်ညာတော့စဉ်းစားရမယ်ပေါ့เนาะအခုဆရာမခောက်လိုက်ပုံရဆိုဒါကဘာဖြစ်မလဲဘယ်ဘုံဖြစ်မယ်เนาะဘယ်ဘုံဘက်ကိုဆရာမခောက်လိုက်တာဖြစ်မယ်သူကနောက်ဆက်မှာ9လက်မခောက်တယ်ဆိုရင်ဒီရှေ့ချမ်းရဲ့အလှဘက်မှာဆရာမတို့က6လက်မအပြားလေး6လက်မအပြားလေးတိုင်းပေးရမယ်နော်ဒါကြတော့အလှပါနော်ဘယ်ဘုံညာဘုံရွေးမယ်နော်ဒါအလှဖြစ်တဲ့အတွက်ဒီမှာအစောနာဒီမှာတို့တွေဘေးတိစာဖယ်တယ်ဒီခောက်ထားလေးနဲ့တိုင်းလိုက်တော့3တစ်စိတ်ရှိတယ်ဆိုတော့စောနာတိုင်းထားတဲ့6လက်မမြင်းရဲ့ဒီဘက်ကို3တစ်စိတ်ဆိုပြီးတော့နှစ်ပြန်တိုင်းပေးရမယ်နော်နှစ်ပြန်တိုင်းပေးမယ်အဲ့လိုတိုင်းတယ်လို့အောက်ခြေကလည်း3တစ်စိတ်နှစ်ပြန်တိုင်းပေးရမယ်ဟုတ်ပိတ်စားမဟုတ်ဘူးเนาะဒီဘက်နံပါတ်6ရှန်ထားတဲ့မြင်းရဲ့ဒီဘက်ကိုတိုင်းတာเนาะတိကျနားလည်မယ်နဲ့တူရယ်เนาะအဲ့လိုမျိုးတိုင်းတယ်တိုင်းတဲ့ခါကျတော့ဒီမှာပထမတစ်ဆက်ဒါဒုတိယတစ်ဆက်ဒီကနေ့တိုင်းတယ်ပထမအဆက်ဒုတိယအဆက်เนาะအဲ့တော့နောက်ဆုံးဒုတိယအဆက်ကိုဒီလိုတိုင်းရမှာတိုင်းပြီးတော့ဘယ်လိုလာထိရမလဲဆိုတော့ဟိုက6လက်မနေအောင်လာထိရမယ်နော်အမှန်ကိုကနောက်ဆန်းတင်ညံ့ပါဒီမှာမလောက်ဘူးဆိုတော့နော်မလောက်ဘူးဆိုတဲ့ခါမှာကိုကအများကြီးမဟုတ်ဘဲနဲ့သူကနည်းနည်းလေးချော့ပြီးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးဒီလိုမျိုးလေးလာခတ်တဲ့ခါမှာခါကကိုယ့်ဘက်ထားထားတယ်ဒါကရှေ့ဝဘက်ပိဿလေးကိုလည်းနည်းနည်းလေးအပေါ်ကိုဆွဲတင်ပေးရတယ်တကယ်လို့သူကတိုင်းရင်းသားအစင်းတို့ဟွာမြန်မာအချိတ်တို့ဒါလည်းဆိုရင်လှိုင်းနေတက်အောင်လဲချိန်ပေးရတယ်ဒါကိုမြင်နေရတာဘာလို့ဆိုတော့အလှပါနော်အလှပဲအလှအောင်မှဒီမှာနောက်ဆန်းလည်းတောက်ဆုပ်ပြီးသားလေးဖြစ်ရမယ်နော်နောက်ဆန်းလည်းတောက်ဆုပ်ပြီးသားလေးဖြစ်ရမယ်ပြီးတော့ဘယ်လိုလဲဒီလိုလာတက်မယ်ဒါမလှပါဒါအလှပါနော်အဲ့တော့ဒီနောက်ဆန်းလေးရဲ့အစင်းလေးတွေအချိတ်ကလေးတွေနဲ့လည်းရှင်းချမ်းလေးရဲ့အစင်းလေးအချိတ်ကလေးကလည်းတူတူကြနေရမယ်အဲ့အတွက်အလှချင်းပူချုပ်တဲ့ခါမှာတန်းအောင်လို့နော်အဲ့လိုကြာနေရမယ်အဲ့တော့6လက်မကိုအခောက်လေးလာခောက်ထားတဲ့နေရာနဲ့နောက်ရှင်းခောက်ထားတဲ့အခောက်လေးကိုကွက်တိခြင်းနော်အဲ့လိုကွက်တိခြင်းတင်ပြီးတော့မှညှက်ပေးရမယ်တင်တောင်းလေးတိုင်းညှက်မယ်လက်ကကွယ်နေလဲချိန်ပြီးရအောင်တမီးဒါကတော့တောက်ကပြန့်သွားပြီကွယ်လက်လွတ်လိုက်တော့နော်ဟိုကတကယ်ဆိုရင်တော့တောက်ကဆုပ်ပြီးသားဒါလေးကိုပြန်ဖြတ်မယ်နော်တင်လေးကိုဝိုက်ပြီးလိုက်ပြီးတော့မှနောက်ဆန်းခွာလိုက်မယ်ပြီးတော့ဒီနေရာမှာအလဲမှတ်လေးမှတ်လိုက်အလဲမှတ်လေးမှတ်ပြီးတော့ဒီနေရာမှာတို့တွေက9လက်မဖိမယ်9လက်မဖိအပေါ်ကဖိရင်စီချောင်းပေါ်တဲ့အတွက်အပေါ်ကမဖိဘူးလှန်လိုက်မယ်အဲ့ပြီးတော့ဒီနေရာကနေ6လက်မဖိမယ်ရက်ပူရင်6ခွဲခွန်8ဖြစ်တယ်လို့ဖိရက်ရှင်ဘယ်လောက်ဖိမယ်6လက်မဖိမယ်ဒီနေရာမှာစီမတုတ်ဖက်နဲ့ဒီအတွင်းဘက်ကိုဝင်လာပြီးတော့မှ2လက်မလောက်ဝင်လာပြီးမှစီတုတ်ရင်ပိတ်ပြေးလို့နော်ပိတ်ကနာလို့နာတဲ့ခါကျတော့ဝတ်တဲ့ခါမှာကြာခံအောင်လို့ဒီအဆုံးမှာမတုတ်ပဲဒီဘက်ကိုကိုယ်လိုက်မှတုတ်မယ်အဲ့တော့အတွင်းဘက်မှာတုတ်ပြန်ပြီးတော့နှံလိုက်လို့ရှိရင်အဖုံးဘက်မှာဖိထားမယ်ဒါပေမဲ့စီချောင်းမပေါ်ဘူးဒီလိုမျိုးတက်ပြီးကြမှာဒါရှင်းတော့ပူရှုပ်မယ်အောက်နားခောက်ပြီးမှပူရှုပ်မယ်ပူရှုပ်ပြီးမှအောက်နားခောက်မယ်နှက်တက်တယ်လို့တုံးလို့ရတယ်နော်အဲ့မှာပူရှုပ်ပြီးတော့ဇစ်တက်မယ်ကပတ်ပြားတက်မယ်ဒီကပတ်ပြားကျတော့အပေါ်ဒစ်စကက်လို့တက်တဲ့ခါမျိုးမဟုတ်ဘဲနဲ့အထက်ကိုကွတ်ချတယ်ကွတ်စာပေါ့နော်ကွတ်စာနဲ့တက်ကမယ်တက်တဲ့ခါကျလို့ရှိရင်ဒီနောက်ချမ်းလေးနဲ့ပဲကွတ်စာကိုယူပေးရမယ်နောက်ချမ်းဒေါက်ရှုပ်ပြီးသားလေးနဲ့ကွတ်စာကိုယူမယ်ထောက်ရိုးဘက်ကနေ4ဘေးတီဘက်ကနေ3အဲ့လိုဝိုင်းဝိုင်းလေးကွတ်စာယူရမယ်တော့ရှင်းတော့အတူတူဖြစ်တဲ့အတွက်နောက်ချမ်းနဲ့ကိုကွတ်စာ2ခုညှက်ရမယ်2ခုညှက်ပြီးကွတ်စာတင်နေရတော့စကက်ပေါ်မှာအလှချင်းကွတ်စာရဲ့အလှနဲ့စကက်ရဲ့အလှနဲ့ကိုတင်ပြီးတော့ရှုပ်ပြီးတော့ဒါလှန်ရှာရမယ်ဇစ်တက်ပြီးမှဇစ်ကကျတော့အမြဲတမ်းဘယ်မှာတက်မို့ဘယ်ဘုံပြညာဘုံဖြစ်ဘယ်မှာတက်မို့ဆိုတော့ဒီအဖိလေးရှိတဲ့ဘက်မှာတက်မယ်ဇစ်က6လက်မဖြစ်တဲ့အတွက်ဇစ်က6လက်မဖြစ်တဲ့အတွက်ကိုကဒီမှာခုံခွဲ8လောက်ပဲဇစ်ကိုဟထားမယ်ဒီမှာ
ဒါလည်းကပတ်ပြကွတ်စာ၄စိတ်ဆုပ်လိုက်ရင်တော့ခွန်ဝဲကျန်တယ်နော်စစ်တက်လို့ကောင်းအောင်လို့စစ်ကအမြဲတမ်းဒီပိတ်ထားတဲ့အကြောင်းလေးထက်ကိုတလက်မတစ်ခွဲရှည်နေရမယ်နော်အဲ့လိုမျိုးလေးနဲ့ဒါလေးလွာစကက်ရဲ့ရှေ့ကျန်းနောက်ချမ်းသူကလွယ်တယ်နော်သူကကိုမှတ်မိရမှာနောက်ချမ်းကဓာတ်ဆုပ်ပြီးမှရှေ့ကျန်းကိုတင်ညက်တယ်ဆိုတာမှတ်မိရမယ်